ဟဲတားလေးကိုရီပူနေပါလားစေကန်းသွားရတော့မှာပဲတားပြန်လည်းခုချိန်ထိပြန်မလာသေးဘူး ရှင်သွေးရှိရဲ့လေ ရှင်သွေး ဘယ်သေးပေးချက်နေလို့ပဲစားများမလားမသိပါဘူး ရှင်သွေးရှိရဲ့လေ ရှင်သွေး ဟုတ်ပါတယ်ရင်သွေးကောစင်တာဆိုတာကကိုဝင်ဆောင်မိခင်နဲ့ကလေးတို့ရဲ့ကျန်းမာရေးအစားအသောက်နဲ့အနေထိုင်တွေကိုအချိန်မြင့်နေရမီဖုန်းလိုင်းရရှိတဲ့မြည်သည့်နေရာကနေမဆိုဆက်သွယ်ဆွေးနွေးကူတာနိုင်တဲ့ကောစင်တာလေးတစ်ခုပဲဖြစ်ပါတယ်EMR လို့ခေါ်တဲ့ Electronic Medical Record ထားရှိပေးထားတဲ့အတွက်ကြောင့်မလို့ဆွေးနွေးကူတာတဲ့အချိန်တိုင်းမှာမြန်ဆန်တိကျတဲ့ကူတာမှုမျိုးကိုခန်းစားရရှိမှာပဲဖြစ်ပါတယ်အထူးကုဆရာဝန်ကြီးများရဲ့တင်ကြားလမ်းညွှန်မှုတွေနဲ့အညီ24နာရီပိတ်ရမရှိခေါ်ဆောင်မှုအကြိမ်ရည်အတွက်အကန့်အသတ်မရှိကိုဝင်ဆောင်မိခင်နဲ့ baby လေးတို့တိုင်ပင်ဆွေးနွေးဖို့အတွက်ကျွမ်းကျင်ဆရာဝန်တွေကအမြဲအသင့်ရှိနေပါတယ်ရှင်ကိုဝင်ဆောင်မိခင်နဲ့ကလေးကျန်းမာရေးအတွက်ပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုရင်သွေး Maternal and Child Call Centerမင်္ဂလာပါရင်သွေးလေးတို့ရေဒီနေ့မှာတော့တီရင်သွေးကရင်သွေးလေးတို့အကောင်းမြင်စိတ်မွေးတတ်ဖို့အတွက်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးမယ်နော်ပုံမြင်လေးရဲ့နာမည်ကကောင်းဖို့အတွက်ဖြစ်လာတာပါဖေရတဲ့တီရင်သွေးပြောပြတဲ့ဘူးတူတရပွဲရာအပန်းဖြေစီမဲ့ပုံမြင်လေးတွေကိုအမြဲနှားဆင်နိုင်ဖို့တတတို့မိမိတို့နဲ့မမေတို့ကရင်သွေး YouTube page ကို like and subscribe လုပ်ပြီး notification bell လေးကိုလည်း on ထားပေးပါနော်ဒါဆိုအခုပဲပုံမြင်လေးကိုစလိုက်ကြရအောင်ဟိုးရှိတုန်းကတိုင်းပြည်ကြီးတစ်ပြည်မှာအလွန်တရာကိုအမဲလိုက်ရတာနှစ်သက်တယ်ဘယင်ကြီးတစ်ပါးအုပ်ချုပ်နေတဲ့ကွယ်ဘယင်ကြီးမှာသူ့သဘောမကျတဲ့မူးမတ်ကြီးတစ်ပါးလည်းရှိတဲ့ဘာကြောင့်လဲဆိုတော့အဲ့ဒီမူးမတ်ကြီးဟာလူတိုင်းပေါ်အဖြစ်ပြက်တွေပေါ်မှာအမြဲတမ်းအကောင်းမြင်စိတ်ထားပြီးလက်ခံလေးရှိလို့ပေါ့ဘယင်ကြီးကအိမ်မဆိုးတွေမဲ့လို့အမတ်ကြီးကိုခေါ်ပြီးနမိတ်ဆိုးများဖြစ်နေမလားလို့မေးမြန်းတော့လေကောင်းဖို့အတွက်ဖြစ်လာတာပါဗျာလို့ပဲရှောက်တင်တဲ့ဒီတော့ဘာအကြောင်းရာပဲတိုင်မင်ဒီလိုပဲရှောက်တင်နေတော့ဘယင်ကြီးကအမြင်ကပ်ပြီးပေါ့ကွယ်ဒီလိုနဲ့ပဲတနေ့မှာတော့ဘယင်ကြီးဟာသူ့ရဲ့ဝါသနာအတိုင်းတော်အုပ်ကြီးတစ်ခုတည်းကိုအမဲလိုက်ထွက်လာတာပေါ့ကံမကောင်းစွာနဲ့ပဲအမဲလိုက်ရင်ဘယင်ကြီးရဲ့လက်မတစ်ချောင်းဟာမတော်တဆပြတ်သွားတော့တဲ့ဒီတော့ဘယင်ကြီးကအမတ်ကြီးရေငါရဲ့လက်မတော့ပြတ်သွားပြီဒါကနမိတ်ဆိုးတစ်ခုပဲဖြစ်မယ်ထင်တယ်လို့တိုင်မိနာပေါ့အကောင်းမြင်စိတ်ရှိလို့နဲ့အမတ်ကြီးကလည်းထုံးစံတိုင်းမဖြစ်နိုင်ကြောင်းပါဖေဟာကောင်းဖို့အတွက်ဖြစ်လာတာပါဖေဟာလို့သာရှောက်တင်လိုက်တဲ့ဒါနဲ့ဘယင်ကြီးလေဒေါသထွက်သွားပြီးငါဘယင်လက်မတစ်ချောင်းလုံးဆုံးရှုံးသွားရတာတော့ကောင်းဖို့ဖြစ်လာတယ်ဆိုသေးငမိုက်သားနေရစ်ခဲ့လေရောလို့အော်ရင်အမတ်ကြီးကိုမြင်းပေါ်ကနေကန်ချပစ်လိုက်တဲ့အမတ်ကြီးခမမြင်းပေါ်ကလိမ့်ကြပြီးကြောက်ထဲမှာကြကြံနေရစ်ခဲ့တာပေါ့ကွယ်ဒီချိန်မှာပဲမိုးကြီးလေကြီးတွေလာပြီးဘယင်ကြီးဟာသူ့ရဲ့နောက်လိုက်စစ်တီဘူပါတွေနဲ့ကွဲသွားတော့တဲ့ကွယ်ဘယင်ကြီးလည်းလမ်းဖြုတ်သွားပြီးမြင်းစီရင်ဆက်သွားနေလိုက်တာနန်းတော်ပြန်လန်းကိုမရောက်တဲ့အပြင်တောနက်ကြီးတဲ့ကိုပိုးပြီးရောက်သွားတော့တာပေါ့ဒီလိုနဲ့လူရိုင်းတွေနဲ့တွေ့ပြီးဖန်ခေါ်သွားတာကိုခံလိုက်ရတော့တဲ့ကွယ်လူရိုင်းတွေဟာသူတို့နေထိုင်တဲ့နေရာကိုရောက်တော့ဘယင်ကြီးကိုတတ်ပြီးရစ်ပူစော်ဖို့ပြင်ဆင်ကြတဲ့ဒါပေမဲ့ရစ်ပူစော်ကနီးမှာပဲဘယင်ကြီးကိုမတတ်ပဲပြန်လွတ်လိုက်တဲ့ဘာလို့လဲဆိုတော့ဘယင်ကြီးဟာလက်မတစ်ချောင်းမရှိတဲ့သူဖြစ်နေပြီးအင်္ဂါမစုံလို့ပေါ့ကွယ်ဒါကြောင့်ပဲရစ်ပူစော်ရမှာသုံးမရလို့ပြန်လွတ်လိုက်တော့တဲ့ဘယင်ကြီးလည်းဝမ်းသာအားရနဲ့လူရိုင်းတွေနဲ့ဝေးရာကိုအမြန်ပြန်သွားတာပေါ့ဒီလိုနဲ့ပဲဆက်သွားနေရင်ကံကောင်းထောက်မှစွာနဲ့ပဲနန်းတော်အပြန်လန်းကိုတွေးပြီးနန်းတော်ကိုပြန်ရောက်သွားတဲ့ဒီလိုအသက်ပေးကလွတ်လာပြီးချိန်မှာတော့ဘယင်ကြီးတွေးမိတာကငါလက်မတစ်ချောင်းကိုဆုံးရှုံးခဲ့တော့ကအမတ်ကြီးကကောင်းဖို့အတွက်ဖြစ်လာတာပါဗျာလို့ရှောက်တင်ခဲ့တယ်မှန်ပေသားပဲငါလက်မသာမဆုံးရှုံးခဲ့ရင်ငါအသက်ဆုံးရှုံးရမှာပဲဆိုပြီးတွေးနေတာပေါ့ဒီတော့သူ့လူရက်ကိုနောင်နာရပြီးဘ
ကြောက်သေးကိုသူကန်ချခဲ့တဲ့အမတ်ကြီးကိုပြန်ရှာခေါ်ဖို့စစ်တီတွေကိုခိုင်းလိုက်တော့တာပေါ့ကွယ်ကံကောင်းစွာနဲ့ကြောက်သေးကြတာမသေးပဲတော်ထဲမှာရောင်လေလေဖြစ်နေတဲ့အမတ်ကြီးကိုတွေးပြီးဘရင်ကြီးစီကိုပြန်ခေါ်လာတော့တဲ့ဘရင်ကြီးဟာအမတ်ကြီးကိုတွေ့ချင်းပဲအမတ်ကြီးတင်ပြောတာကိုငါကူတော့လက်မခံပဲကြောက်သေးကန်ချခဲ့မိတာတောင်းပန်ပါတယ်လို့ပြောတာပေါ့ဒီတော့အမတ်ကြီးလည်းထုံးစံတိုင်းအရှင်မင်းကြီးကန်ချခဲ့တာဟာကောင်းဖို့အတွက်ဖြစ်လာတာပါဖေဟာလို့ရှောက်တင်ပြန်တဲ့ဒါနဲ့ဘရင်ကြီးလည်းမျက်မှောင်ကျုပ်ကြည့်ရင်ကြောက်သေးကိုကန်ချခံရတာကကောင်းဖို့အတွက်ပဲလားလို့မကြည်မနှက်မေးတာပေါ့အရှင်မင်းကြီးကံမချပဲအတူပါသွားသည်ရှိတော့အင်္ဂါဆုံးသူကျွန်ုပ်ကိုရစ်ပူစောခံရမှာပါဖေဟာလို့ပြန်လျှောက်တင်လိုက်တော့တဲ့ဒီတော့မှဘရင်ကြီးလေသဘောကျလက်ခံသွားပြီးအကောင်းမြင်စိတ်နဲ့တူဉာဏ်ပညာရှိလွန်တဲ့အမတ်ကြီးကိုရွှေတွေငွေတွေဆုလက်တွေချီးမြှင့်လိုက်တော့တဲ့ကွယ်ကဲရင်သွေးလေးတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးပြီဆိုတော့အခက်ခဲတွေတိုင်းဟာနောက်ထပ်ကောင်းတာတွေလာဖို့ဖြစ်လာတဲ့ဆိုတာကိုအကောင်းမြင်စိတ်လေးထားလက်ခံပြီးကြိုးကြိုးစားစားနဲ့ကြော်ဖြတ်ကြရမယ်နော်ဒီတော့တီရင်သွေးတို့ဒီနေ့အတွက်ဒီလောက်နဲ့နှုတ်ဆက်ပြီးနောက်တစ်နေ့မှပုံမြင်သစ်တွေနဲ့ပြန်ဆောင်ကြမယ်တက်တာ